လာပါရှင်ကလေးတို့အိမ်မူချိုပြင်ဦးလွင်မှာကြိုးဆိုပါရရှင်ကျွန်မဒီနေ့မှာတော့ International Montessori မူချိုတွေမှာသင်ပေးတဲ့ဒီဘာသာရပ်၅ခုတွေကနေပြီးတော့မှဒီ practical life area နဲ့ပတ်သက်ပြီးတော့မှအနေငယ်လေးဆက်သွားပေးချင်ပါတယ်ဒီ practical life area မှာဆိုလို့ရှိရင်ဒီကလေးတွေအတွက်အဓိကကစာရေးတဲ့အခါမှာအဓိကသုံးတဲ့ဒီ pencil script ကိုအဓိကလေ့ကျင့်ပေးပြီးတော့စာရေးဖို့အတွက်ပထမအဆုံးပြင်ပေးတယ်ပြီးတဲ့အခါမှာတော့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်မှုအတွက်ပြသပေးပါတယ်အဲ့ထဲမှာကျမတို့ဒီမှာဒီ chef လေးတွေမှာပေါ့နော် practical life area chef လေးတွေမှာ spawning activities ပြီးတော့ dry pouring wet pouring ပြီးတော့ transferring နဲ့ packing activities လေးတွေကိုပထမအဆုံးအနေနဲ့ပြပေးပါတယ်ကျမတို့ဒီ practical life area ကဒီမူချိုမှာဆိုလို့ရှိရင်ကျမတို့ဒီ chef နဲ့ပြင်နေပေါ့နော်အဲ့လို chef နဲ့ပြင်တဲ့အခါကျလို့ရှိရင်ကျမလုပ်ပေးထားတဲ့ flow အတိုင်း from left to right top to bottom ဒီပုံစံတိုင်းဒီ flow လေးတိုင်းနဲ့ပြင်သွားလို့ရပါတယ်ဒီ activities တွေကိုအိမ်မှာလုပ်မယ်ဆိုလို့ရှိရင်လည်းဒီလို chef လေးပြင်ထားပြီးတော့မှကိုယ့်ရဲ့အိမ်မှာ Montessori activity အနေနဲ့ပြင်ဆင်ထားလို့ရပါတယ်ကျမဒါလေးကိုအသေးစိတ်ပြပေးပါမယ်ဒီပုံစံတိုင်းလေးပဲသွားလိုက်မယ်ဆိုလို့ရှိရင်တော့ဒါကလေးကလွယ်ရာကနေပြီးတော့မှခတ်တဲ့စီကိုသွားမယ်ပြီးလို့ရှိရင်ဘယ်ဘက်ကနေပြီးတော့မှညာဘက်တစ်ခုချင်း activity တစ်ခုချင်းကိုလုပ်သွားမယ်ပြီးလို့ရှိရင်အပေါ်တန်းပြီးလို့ရှိရင်ဒီဘက်ပြီးလို့ရှိရင်အောက်ဘက်ကိုဘယ်ဘက်ကနေညာဘက်နောက်ထပ်တစ်ဆင့်ဘယ်ဘက်ကနေညာဘက်နောက်ထပ်တစ်ဆင့်ဘယ်ဘက်ကနေညာဘက်အဲ့လိုမျိုးသွားနိုင်ပါတယ်မတို့ဒီ materials တွေကိုပြပေးရခါဆိုလို့ရှိရင် from left to right ပေါ့နော်ဘယ်ဘက်ကနေပြီးတော့မှညာဘက်ကိုပြပေးတယ်ပြီးတော့ from top to bottom ပေါ့နော် top shelf ကနေပြီးတော့မှတဖြည်းဖြည်းချင်းနဲ့တစ်ဆင့်ချင်းအောက်ကိုသွားတယ်ပေါ့နော်အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ဒီကျမတို့ဒီမြန်မာစာပဲဖြစ်ဖြစ်အင်္ဂလိပ်စာပဲဖြစ်ဖြစ်ပေါ့နော်ဘာသာနှစ်ခုစလုံးမှာရေးပြီဆိုလို့ရှိရင်ကျမတို့စာရေးတဲ့ခါကျလို့ရှိရင်ဘယ်ဘက်မှာစာရေးရတယ်စာဖတ်ပြီဆိုလို့ရှိရင်လည်းဘယ်ဘက်ကနေပြီးတော့ညာဘက်ကိုသွားတယ်စာရေးပြီဆိုရင်လည်းဘယ်ဘက်ကနေညာဘက်ကိုသွားတယ်အဲ့လိုပဲတစ်ချောင်းပြီးတဲ့ခါမှာဆိုနောက်တစ်ချောင်းဆိုလို့ရှိရင်လည်းအောက်ကိုဆင်းပြီးတော့ဘယ်ဘက်ကနေညာဘက်ကိုသွားတယ်ပေါ့နော်ဒါဟာကျမတို့ဒီစာရေးတဲ့ဖတ်တဲ့ flow ကိုစပြီးတဲ့ခါကျတော့ကျင့်ပေးတာလည်းဖြစ်ပါတယ်ပြီးတဲ့ခါမှာဆိုလို့ရှိရင်တော့ကျမတို့ from easy to difficult ပေါ့နော်အဲ့ဒါကဘာကြောင့်လဲဆိုတော့ကလေးတွေရဲ့ဒီ concentration အတွက်ဒီ attention span မတူလို့ပါပထမအဆုံးစလာတဲ့ကလေးတွေကသူတို့ attention အရင်နေတဲ့အတွက်ကြောင့်မလို့အလွယ်ကူဆုံးကိုလုပ်ပြီးတဲ့ခါကျတော့ဒီအလုပ်ကိုလုပ်ပြီးတော့မှသူတို့ပြီးမြောက်တဲ့ဒီစိတ်ကြည်နမှုကိုရယူပါတယ်အဲ့အတွက်ကြောင့်မလို့အလွယ်ဆုံးကနေစပြီးတော့မှတဖြည်းဖြည်းချင်းနဲ့ခတ်သွားမယ်အဲ့ဒီခါမှာသူတို့ရဲ့ဒီအာရုံစူးစိုက်နိုင်မှုဆိုရင်ကတဖြည်းဖြည်းချင်းနဲ့မြင့်တက်လာစေဖို့ရှိရပါတယ်အဲ့ဒီလိုပဲဒီတစ်ဆင့်ချင်းမှာဆိုလို့ရှိရင်လည်းအပေါ်ဆင်းကအလွယ်ဆုံးဖြစ်ပြီးတော့အောက်ကိုရောက်လာလေသူတို့တက်ပို့ပြီးတော့မှခက်ခဲသွားလိမ့်မယ်ဖြစ်ပါတယ်ဒီမှာတော့ကျွန်မကပထမဦးဆုံးနဲ့အလွယ်ဆုံး activity ဖြစ်တဲ့ဒီ spawning နဲ့ပတ်သက်ပြပြပေးသွားမှာပါဒီ spawning ကတော့ကလေးတွေရဲ့ဒီစာရေးတဲ့အခါမှာအသုံးပြုတဲ့ဒီလက်ချောင်းတွေကိုလေ့ကျင့်ပေးတာပဲဖြစ်ပါတယ် fine motor skill ကိုလေ့ကျင့်ပေးတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့spawning နဲ့ပတ်သက်တဲ့ activity ၄ခုရှိတယ်ဒီ၄ခုမှာဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ spawning from one bowl to another equal bowl spawning from one bowl to two equal bowls spawning from one bowl to two unequal bowls spawning from one bowl to another bowl with an indicator line ဆိုပြီးတော့မှ၄မျိုးခွဲထားပါတယ်အကျမဒီ practical life area ရဲ့ဒီ materials လေးတွေရဲ့အသုံးပြုပုံလေးတွေကိုနောက်ဗီဒီယိုမှာစပြီးတဲ့အခါကျတော့တစ်ခုချင်းဘယ်လိုအသုံးပြုရလဲဘယ်လို present လုပ်ရလဲဆိုတာကိုအသေးစိတ်သေချာလေးပြန်ပြီးတော့မှတင်ပြသွားပါမယ်ကျမဒီအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမှာကျမတို့ရဲ့ Kasate Pampini ကလေးတို့အိမ် International Montessori Preschool ရဲ့ page မှာပဲဖြစ်စေကျမတို့ဒီ TikTok account မှာပဲဖြစ်စေနောက်ထပ်ကျမရဲ့ personal account ဖြစ်တဲ့ပင်ဦးဆန်ဆိုတဲ့ YouTube account မှာပဲဖြစ်စေကျမအမြဲတမ်းဗုဒ္ဓဟူးနေ့တိုင်းမှာ update လုပ်ပြီးတော့တင်ပြသွားပါမယ်နောက်တစ်ပတ်မှာဒီဗီဒီယိုတင်တဲ့အခါမှာနောက်ပတ်တွေမှာလည်းတခြားဗီဒီယိုတွေကိုဆက်ပြီးတော့တင်ပေးသွားမယ်ပြီးတော့မတူညီတဲ့ဘာသာရပ်တွေကိုလည်းတလဲစီတင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့် Montessori ပညာရေးကိုစိတ်ဝင်စားတဲ့မိဘတွေဆရာမတွေအနေနဲ့ကျမရဲ့အကောင့်တွေအားလုံးကို like and follow လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye